မင်္ဂလာပါရှင်ဇလီကတော့ဒီနေ့မှာဆာရွက်တရက်ထဲမှာတင်ထားတဲ့ဘဝမတိုင်းဆိုတဲ့ story လေးကို storytelling လုပ်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ဇလီကတော့ဇလီကျော်ပညာရေးဝန်ဆောင်မှုရဲ့ founder ဇလီပဲဖြစ်ပါရဲ့ရှင်ကျမတို့ရဲ့ဘဝမှာဘယ်တော့မှမေးလို့မရနိုင်တဲ့နေ့ရက်လေးတွေရှိကြတယ်တဲ့အဲ့ဒီမှာတော့အောင်စင်းထွက်တဲ့နေ့ရက်လေးကလည်းတရက်ပါဝင်ပေါ့ရှင်ကျမတို့ခေတ်တုန်းကဆိုရင်တော့အင်တာနက်တွေကဒီနေ့ကလိုမျိုးမထွန်းကားသေးတဲ့အချိန်ကမှမနက်ခင်းဝီလီဝီလင်းကြမှာအောင်စင်းဆာရွက်လေးတွေကိုအပြေးကြည့်ခဲ့ရတဲ့အချိန်ကပေါ့ရှင်ကျောက်ရှိရကတ်ထားတဲ့ဆာရွက်လေးတွေကြားထဲမှာခုနာမည်ကိုအသေးအတန်ရှာကြည့်ခဲ့ရတာပေါ့အဲ့ချိန်တုန်းကခန်းစားချက်ကြီးကိုပြောရမယ်ဆိုရင်တော့အိုးရီခုံတန်နေတုံးပေါ့ရှင်နာမည်တွေ့တာတော့မှပဲခုနာမည်ဟုတ်ပါမလားဆိုပြီးတော့အဖေနာမည်ကိုပြေးတိုက်ကြည့်ခဲ့ရတာလေးကတော့အမှတ်တရပေါ့အောင်လက်မှတ်လေးတွေအမစင်းလေးတွေကိုအခုချိန်ပြကြည့်မိတိုင်းမှာလည်းဖေဘာသာလေးမှာတော့ဂုံတူးပါခဲ့တယ်ဖေဘာသာလေးကတော့ကတိလေးအောင်ခဲ့တယ်ဆိုတာလေးကနှစ်ပေါင်းများစွာကြာလဲအမိနေတဲ့ကြပါတယ်ရှင်တချို့ကြတော့လေဒီဘာသာလေးတာနည်းနည်းပို့ပြီးစူးစမ်းခဲ့ရင်ခုံနူးပါမှာပါဆိုတဲ့နှမျောစီလေးနဲ့ပေါ့တချို့ကြတော့လေအမစင်းကနန်းလေးတွေကိုကြည့်ပြီးအဲ့ဒီတော့ညဘက်အေးပြက်ခံပြီးစူးစမ်းခဲ့ရတာလေးပြန်တွေးပြီးတော့ခုံကြတာပေါ့ရှင်ထားယူမဲ့တခုတော့ရှိရပေါ့ရှင်အခုချိန်ဒီအိမ်မက်ထဲမှာဆယ်ရန်ဆောင်ပွဲပြန်ဖြေနေရတော့ဆယ်ရန်ဆောင်ပွဲကြလို့အောင်ငိုပြီးလန်နိုးလာတာမျိုးလေးကတော့အခုချိန်ဒီဖြစ်နေကြတော့မယ်မလားနိုးလာတော့မှသာအော်ငါဖွဲရပြီးတော့အလုပ်တောင်လုံးနေပြီပဲဆိုပြီးတပင်းချလာတာမျိုးလေးကတော့လူတိုင်းကြုံကြလိမ့်မယ်လို့ထင်ပါတယ်ရှင်ဆယ်ရန်ဆိုတာရဲ့အစားရဖတ်တစ်ခုဆိုလဲမမဟုတ်ပေါ့ရှင်ဆောင်ရွက်တွေ့ရတာဆိုရင်ရိုးရိုးအောင်လက်မှတ်တစ်ခုတည်းမဟုတ်ပါဘူးကျမတို့အခုရောက်နေစေတဲ့အလုပ်ကိုင်းအခုရောက်နေစေတဲ့ပညာရေးလမ်းကြောင်းအထိကိုပံ့ပိုးပေးနိုင်တဲ့အောင်လက်မှတ်လေးဆိုလဲမမဟုတ်ပေါ့ရှင်ဘဝရဲ့လေပြောင်းတစ်ခုပါလားဆိုပြီးကျေးဇူးတင်မိကြတဲ့အချိန်ကမျိုးလေးလည်းရှိတတ်ကြမှာပါအဲ့ဒီချိန်တော့အောင်လက်မှတ်လေးတွေကိုင်ပြီးအမတ်တရရိုက်ခဲ့တဲ့တပ်ပုံလေးတွေဆယ်ရန်အောင်ရင်ဘာဝယ်ပေးမယ်ဆိုရင်မိဘရဲ့စကားအတန်လေးတွေအောင်မြင်သွားတဲ့အခါတငယ်ချင်းတွေနောက်ဆုတ်ဆုံတွေ့ခဲ့ကြပြီးဝမ်းသာအောင်အန်းနဲ့ငိုခဲ့ရတဲ့အချိန်ကလေးတွေဒါတွေအားလုံးကတော့ကျမတို့ရဲ့နှလုံးသားထဲမှာတိမ်ထားတဲ့အမတ်တရလေးတွေဆိုလဲမမဟုတ်ပေါ့ရှင်နှစ်တွေဘလောက်ပဲကြာကြာအချိန်ကာလတစ်ခုဘလောက်ပဲကြာကြာဒီအချိန်ကာလလေးတွေကိုလွမ်းစသတိရမိတာတော့အမှန်ပါပဲရှင်တကယ်တော့လေဆယ်တန်းဆိုတာကတော့ဘဝရဲ့စိတ်ပိုင်းတစ်ခုပဲရှိပါသေးတယ်အဲ့ဒီတော့အမတ်စင်းတွေအိမ်မဆိုးတွေကလည်းအခုချိန်မှာကျမတို့ပြန်တွေးကြည့်မယ်ဆိုရင်တော့ရီစရာလွမ်းစရာအမတ်တရလေးတစ်ခုအနေနဲ့ကြံရင်ခဲ့ပြီပေါ့ရှင်အမတ်စင်းတွေကအမတ်စင်းတွေထပ်ပိုတန်မှုရှိတာကတော့အဲ့ဒီချိန်တွေကငါတို့အတူတူစူးစမ်းခဲ့တဲ့တငယ်ချင်းတွေအားပေးခဲ့ကြတဲ့မိဘတွေနဲ့အခုချိန်မှာကိုလန်းကိုရှောင်းနေတဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လမ်းကြောင်းလေးတစ်ခုကတော့ကျမတို့အတွက်တန်မိုးရှိဆုံးຢာလေးတွေပါပဲရှင်ကဲကိုမတ်မှာရောတငယ်ချင်းတို့တွေရဲ့မမေ့နိုင်တဲ့ဆယ်တန်းတော့အမတ်တရလေးတွေကိုလည်းခြံငယ်ပေးလို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအောင်စင်းထွက်တဲ့နေ့ကဘယ်လိုပြောခဲ့လဲဒါမှမဟုတ်ခုနကပြောတဲ့အိမ်မက်ဆိုးတွေရောအခုချိန်ဒီမက်နေကြတော့မယ်လားကိုချစ်တဲ့တငယ်ချင်းတွေကို touch ခေါ်ပြီးတော့သတိရတောင်းလေးတွေလည်းပြောလိုက်ဖို့မမေ့နဲ့ဘူးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်ဇလီတို့ဗီဒီယိုလေးကိုအဆုံးထိကြည့်စုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်ကျေးဇူးပါ